လာပါဒီနေရာလေးကတော့မဲဆောက်ကနေတက်ခက်ကိုသွားတဲ့အချိန်ရှိတဲ့ view point လေးတစ်ခုဖြစ်ပါတယ်ဒီ view point လေးမှာ coffee ဆိုင်လေးတစ်ခုရှိတယ်နားနေနားလို့ရတယ်အရေးပေါ်အပေါ်ပါသွားချင်တယ်ဆိုရင်လည်းဒီ view point လေးမှာနားပြီးတော့သွားလို့ရပါတယ်ဒီနေရာလေးကတော့မဲဆောက်ကနေတက်ကိုသွားတဲ့လမ်းကီလိုမီတာ50ဝန်းကျင်လောက်49-50အထိဝန်းကျင်ရှိတာဖြစ်တယ်မဲဆောက်ကနေဆိုမိနစ်50ဝန်းကျင်လောက်ကားမောင်းလာမယ်ဆိုဒီ view point ရောက်ပါတယ်ဒီ view point လေးကြော်သွားရင်လည်းအဲ့ဒီမှာတော်ရဲမူစာဆိုတဲ့ဈေးလေးတစ်ခုထပ်ရှိပါတယ်မဲဆောက်ကနေပြန်လက်ဆောင်နေချင်တဲ့ဆိုရင်အဲ့ဒီဈေးလေးမှာတည်နေပြီဘာဝတော်ထွက်ဒီ data ထွက်အစားအစာတွေစုံရှိပါတယ်